Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာဖြူကသဇင်ပန်းကတ်ထိုးနည်းလေးကိုဗီဒီယိုလေးကို tutorial လေး share ပေးမှာဖြစ်တဲ့အတွက်ကြောင့်ပထမဆုံးသဇင်ပန်းဒီဇိုင်းဆွဲနည်းလေးကိုပြောပြပေးမယ်နော်သဇင်ပန်းဒီဇိုင်းဆွဲတာတော့ဘာမှမခက်ပါဘူးအခုဖြူဆွဲပြထားတဲ့အတိုင်းပဲသဇင်ပန်းရဲ့သဘောတဘာဝကထိတ်လေးမှာနွဲ့သွားတဲ့အနွဲ့ဟန်လေးကိုပြယူရတာပေါ့နော်အယိုးတံဖြောင်းဖြောင်းပဲဒါပေမဲ့ထိတ်မှာကြတော့သဇင်ပန်းရဲ့နွဲ့သွားတဲ့ဟန်ကိုယူရတာပါပြီးတော့နောက်တစ်ခုကသူကပွင့်ချက်နှစ်ခုဟာနှစ်ခုအစုံညီပဲထွက်ပါတယ်တစ်ဖက်တစ်ချက်စီမထွက်ဘဲနဲ့ပွင့်ချက်နှစ်ခုပန်းပွင့်နှစ်ခုဟာစုံချက်တစ်ခုထဲမှာပဲဇုံပွင့်နေပေါ့နော်ဒါကသဇင်ရဲ့ထူးခြားချက်ပေါ့နော်ပြီးရဲ့နောက်မှာပြီးတော့သူ့ရဲ့သဇင်ဥလေးတွေပါထည့်ပြီးတော့ဒီဇိုင်းဖော်ပေးထားတာဖြစ်ပါတယ်ဒါကပြပဝါမှာဒီဇိုင်းဆွဲတာပေါ့နော်အဲ့တော့အခုဒီဇိုင်းဆွဲနည်းလေးဗီဒီယိုဖိုင်လေးကိုလေ့လာပြီးရဆိုလို့ရှိရင်ပြဒီဇိုင်းဒီသဇင်ပန်းထိုးနည်းအပိုင်းလေးကိုနောက်မှာဆက်လက်၍လေ့လာကြည့်ရအောင်နော်အခုနောက်မှာအရွက်ဆွဲနည်းလေးကိုလေ့လာကြည့်မယ်နော်ဒီအရွက်လေးကတော့ထိုးတိတလောက်တော့ဒါသဇင်ရဲ့အရွက်အစ်စ်တော့မဟုတ်ဘူးပေါ့နော်ဒါရိုးရိုးအရွက်တရံလေးပဲပေါ့သဇင်ရဲ့အရွက်ကကြတော့ဝိုင်းဝိုင်းရှည်ရှည်လေးနဲ့သဘောသွားပါတယ်ဒါကတော့ရိုးရိုးအရွက်တရံကိုပဲဖြိုးယူလိုက်တာပေါ့နော်အဲ့တော့တဘာဝနဲ့အနည်းဆက်ဆုံးလေးဖန်တီးထားတာဖြစ်ပါတယ်အဲ့တော့သဇင်မျိုးဥလေးနဲ့အမြင့်လေးထည့်ထားပါတယ်အဲ့တော့ဒီသဇင်ပန်းမှာဖြိုးအယောင်ရွေးချယ်တဲ့အခါမှာဆိုလို့ရှိရင်ဖြိုးအစိမ်းအနှုရောင်ကိုအယိုးရံနဲ့အရွက်မှာအမြင့်မှာရွေးချယ်ထားပြီးတော့မှဒီပွင့်ချက်လေးတွေကိုမှခရင်ရောင်လေးနဲ့အထဲကဝစ်ဆန်အရောင်တော့အဝါရောင်လေးဖြိုးထည့်ပေးထားပါတယ်ပေါ့နော်ဖန်တီးထားပါတယ်အဲ့တော့အညိုရောင်မှာပြတို့ဖန်တီးရတာဖြစ်တဲ့အတွက်ကြောင့်အယောင်လေးတွေဝစ်မသွားအောင်တော့ရွေးထားတာပေါ့နော်အခုပြဒီလိုမျိုးအစိမ်းရောင်အယိုးတံမှာရောအစိမ်းရောင်တောက်တောက်လေးကိုပြရွေးချယ်ထားပါတယ်တခုပြောချင်တာကပြဒီဗီဒီယိုဖိုင်မှာအသုံးပြုမဲ့ချီမျိုးစားဟာအချီမျိုးစားပါရိုးရိုးအချီကိုပဲအသုံးပြုထားတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ရိုးရိုးအချီနဲ့လည်းထိုးလို့ရရဲဆိုတာကိုပြချင်တာပါ။အဲ့တော့ mix cotton အမျိုးအစားတွေကိုလည်းသုံးလို့ရတယ်ချီမျိုးစားကနောက်ပိုလီချီတွေကိုလည်းသုံးလို့ရတယ်Chinese ချီခင်တွေကိုသုံးလို့ရတယ်ယူရီးယားချီခင်တွေကိုသုံးလို့ရပါတယ်။ဒါပေမဲ့ကြိုက်တဲ့ချီမျိုးစားကိုသုံးပါအဓိကကိုရဲ့ပန်းထိုးတက်ဖို့ရယ်ကိုချီတွေကိုကောင်းကောင်းမွန်မွန်ရဲ့သုံးတက်ဖို့ရယ်ပြီးတော့ကိုထိုးမဲ့ stick ပိုင်းကိုနားလည်ဖို့ရယ်ပေါ့နော်ဒါတွေကအရေးကြီးပါတယ်ချီမျိုးစားကကြိုက်တဲ့ချီမျိုးစားသုံးလို့ရတယ်ဒါပေမဲ့ဖြိုးအချီနဲ့ဘာကြောင့်ထိုးပြရလဲဆိုတော့တချို့တွေကဒီပစ္စည်းဝယ်ဖို့ကုန်ကျန်းဝယ်ဖို့အခက်အခဲရှိတဲ့သူတွေရှိတယ်အဲ့ဒီအခါမှာကို့မှာရှိတဲ့အချီနဲ့လေဖန်တီးခြင်းနဲ့ဆန္ဒရှိရင်ဖန်တီးလို့ရတယ်ဆိုတာကိုပြောပြခြင်းနဲ့ရည်ရွယ်ချက်နဲ့ဖြိုးအချီလုံးကိုပဲအသုံးပြုခဲ့တာဖြစ်ပါတယ်အချီရဲ့အားသာချက်အားနည်းချက်တွေရှိပါတယ်အချီမှာကအားနည်းချက်ကဘာလဲဆိုတော့beginner စပြီးတော့လေ့လာမဲ့သူတွေမှာဆိုရင်တော့အချီကိုကင်တက်ဖို့အရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့အချီကအမြင်သေးတာဖြစ်တဲ့အတွက်ကြောင့်ထိုးလိုက်လို့ရှိရင်ခြီကွဲသွားတာတွေပဲဖြစ်တတ်ပါတယ်။အဲ့တော့ပန်းထိုးတဲ့အခါမှာခြီတွေကထိုးထောင်ထောင်ဖြစ်နေရင်တော့မတည်မသက်လက်ရလို့သတ်မှတ်လို့ရတယ်။ဒါပေမဲ့ခြီကအချီနဲ့ထိုးတတ်သွားပြီဆိုလို့ရှိရင်လေဖြိုးတို့ခြီအကောင်းကိုထိုးထားတယ်လို့မျိုးပဲ result ထွက်ပါတယ်နော်အဲ့တော့ဒီမှာဖြိုးကအခုထိုးပြနေရတာကအခြေခံ basic state ဖြစ်တဲ့ split design ကိုထိုးပြထားတာဖြစ်ပါတယ်အဲ့တော့ရိုးတံတွေကိုတွားတဲ့အခါမှာဖြိုး split ကိုသုံးထားပါတယ်ဒီလိုမျိုးဒီ stick ကိုဘာကြောင့်ရွေးချယ်ရလဲဆိုတော့ဖြိုးတို့ပဝါရဲ့အောက်ဖက်မှာလေဒီ stick ပိုင်းကပဝါရဲ့အောက်ဖက်ကိုလှန်ကြည့်တဲ့အခါမှာဆိုလို့ရှိရင်တေးသက်ပါတယ်အခုဒီမှာတို့ဒီအောက်ဖက်ဒီဇိုင်းပေါ့နော်မလှပက်ချမ်းပါလေဒီလိုတေးသက်လက်လေးနဲ့ခြီတက်ထားတယ်ဒီဇိုင်းထွက်တယ်အဲ့တော့ခြီရှုပ်ထွေးနေရမဟုတ်ဘူးပေါ့နော်အဲ့တော့ခြီအနာတက်တာဘယ်လိုမျိုးခြီပြန်တက်လဲဆိုတာကိုမေးထားတဲ့ comment လေးလည်းတွေ့တာဖြစ်တဲ့ကြောင့်ပြီးတော့အောက်ဖက်မှာခြီကိုဒီလိုမျိုးခြီကွင်းလောက်ပြီးခြီပြီးတော့မှဒီခြီကိုတဖြည်းဖြည်းဆွဲထုတ်လိုက်တဲ့အခါမှာ
ဘာဖြစ်သွားလဲဆိုတော့အထုံးလေးဖြစ်သွားပါတယ်နော်အဲ့လိုအထုံးလေးဖြစ်သွားတယ်အဲ့လိုမျိုးအထုံးလေးကို3 ခါလောက်ထုံးပေးရပါတယ်ဒါမှသာလျှင်ခြိစားခြိနာတွေကပြန်ကန်မထွက်တော့တာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးလေးလက်မလေးနဲ့လက်လေးနဲ့ဖိပြီးတော့မှဆွဲပေးရပါတယ်အဲ့ဆိုလို့ရှိရင်ခြိထုံးလေးကအနားမှာသွားကပ်ပြီးတော့အနားတက်တယ်လို့ဖြစ်သွားတာပေါ့နော်အဲ့တော့အခုဒီမှာဖြိုးချီနားတက်လေးကိုတက်ပြလိုက်ပါတယ်အဲ့တော့ချီဘလို့နားတက်လဲဆိုတာ comment လေးတွေတွေးလို့ပါနောက်တစ်ခုကဖြိုးပြောပြချင်တာကဘလို့ပိတ်အမျိုးအစားမှာသုံးလို့ရလဲဆိုတာကိုမကြာခဏဖြိုး comment တွေမှာ YouTube channel comment တွေမှာပို့တွေ့ရတာပေါ့နော်အဲ့တော့ဘယ်အမျိုးအစားမှာသုံးလို့ရလဲဆိုတော့ဘယ်မျိုးပိတ်အမျိုးအစားမဆိုသုံးလို့ရပါတယ်ခြီသားလည်းသုံးလို့ရတယ်ဖဲသားလည်းသုံးလို့ရတယ်ပိုးသားမှလည်းသုံးလို့ရတယ်ကြိုက်တဲ့အမျိုးအစားမှာသုံးပါအဓိကကိုထိုးတဲ့ဘန်ဒီဇိုင်းကိုတည်သက်ပိုင်နိုင်စွာထိုးနိုင်ဖို့အရေးကြီးတယ်ကိုရွေးချယ်ထားတဲ့ဒီဇိုင်းနဲ့ကိုထိုးမဲ့ပိတ်ရဲ့ခံနိုင်ရည်အားကိုစဉ်းစားတတ်ဖို့လိုတယ်။ကိုကထိုးချက်တွေအများကြီးထိုးပြီးတော့အောက်ကပိတ်ကမခံနိုင်ဘူးဆိုလို့ရှိရင်လည်းကိုဖန်တီးထားသမျှအလကားဖြစ်နိုင်ပါတယ်။အဲ့တော့ဒီဇိုင်းရွေးချယ်တတ်ဖို့လည်းလိုပါတယ်နော်။အခုဒီမှာဖြိုးထိုးပြတာသဇင်ပန်းရဲ့အပွင့်ဒီဇိုင်းကိုရောက်လာပါပြီ။အပွင့်ဒီဇိုင်းမှာလည်းဖြိုးရိုးရှင်းလွယ်ကူတဲ့ strip ပိုင်းကိုပဲထုတ်ပြပေးထားပါတယ်အဲ့တော့ပထမဦးဆုံးပြ lazy daisy stick ပိုင်းကိုသွားပြီးတော့မှအဖက်နောက်ဘေးနှစ်ဖက်ကိုကတော့ရိုးရိုး stick လေးပဲထိုးလိုက်တာပါအခုဒီမှာဖြိုးပြပါမယ်နောက်တစ်ပွင့်ကိုကူးတယ်နောက်တစ်ပွင့်ကိုကူးတဲ့အခါမှာအလေးကိုထွက်လိုက်ပါတယ်အကိုထွက်လိုက်ပြီးတော့အဲ့ရဲ့အောက်မှာခြီကိုပတ်လိုက်တာဖြစ်ပါတယ်နော်အဲ့တော့ဘာလေးဖြစ်သွားလဲဆိုတော့ခြီကွင်းလေးဖြစ်သွားတယ်ခြီကွင်းလေးရဲ့အစကိုတက်တဲ့အခါမှာတစိမ့်စာလောက်ရှေ့ကိုကြော်ထွက်ပြီးတော့မှအကိုစိုက်ပြီးတော့သွားတာပါဒါမှသာလျှင်ပန်းပွင့်လေးရရှည်ရှည်လေးနဲ့ထွက်နေမှာပေါ့နော်နောက်ဘေးနှစ်ဖက်ကိုတော့ရိုးရိုး strip ပိုင်းလေးနဲ့ခြီလေးကိုသွားလိုက်တာဖြစ်ပါတယ်အဲ့တော့ဒီ strip ပိုင်းကထိုးချက်ပိုင်းကခက်လားဆိုတော့မခက်ခဲပါဘူးเนาะခက်ခဲတဲ့ထိုးနည်းအပိုင်းမဟုတ်ပါဘူးရိုးရိုး basic stick တွေပေါ့ပဲအခြေခံပြီးတော့မှဒီဇိုင်းဖန်တီးသွားတာပေါ့နော်အဲ့လိုမျိုးလေးပဲထိုးသွားတာနောက်တစ်ခုသဇင်ရဲ့ထူးခြားသဇင်ပန်းမှာဖြိုးပါလောက်ထားလဲဆိုတော့အောက်ပိုင်းနေမှာကြတော့ပွင့်ချက်လေးတွေကိုနည်းနည်းကြီးသွားပြီးတော့အဖျားနှွှဲတဲ့ပိုင်းမှာဆိုရင်တော့ဒီသဇင်ရဲ့ဟန်ကိုပို့ပြီးတော့ပေါ်လွင်သွားအောင်ပွင့်ချက်လေးတွေကိုရှူးသွားပါမယ်ရှူးသွားတဲ့အခါမှာလည်းပန်းရဲ့အနွဲ့လေးတွေကပေါ်ပြီးတော့တဘာဝပိုဆန်တဲ့ voice ကိုရချင်တာဖြစ်ပါတယ်အခုဒီမှာသူတို့ထိုးသွားမယ်နော်ထိုးသွားပြီးတော့မှအနွဲ့ရောက်ကြမှာပန်းအနွဲ့ကိုသူတို့ရွက်ဖက်လေးတွေကိုတိတိလေးသွားမှာပါအဲ့ဒါဆိုရင်ပန်းရဲ့တံပို့ပြီးတော့ပေါ်လွင်ပါတယ်အခုဒီမှာပြုအသေးလေးထိုးပြပေးပါမယ်အသေးရဲ့ဒီလိုမျိုးပွင့်ချက်တွေရဲ့အကြီးသေးဆိုတာဗမာကွာဟသွားလဲဆိုတော့သူတို့အဲ့ရဲ့ attract ရဲ့အကွာအဝေးပေါ်မှာပဲမူတည်ရပါနော်ဘာမှထူးထူးဆန်းဆန်းမရှိပါဘူးအဲ့ရဲ့ attract ကသေးလို့ရှိရင်ပွင့်ချက်ကသေးသွားမယ်အခုဒီမှာဖြိုးပြတာအဲ့တော့အဲ့ရဲ့ attract ကိုအကြီးထွက်မယ်ဆိုရင်ပွင့်ဖက်ကြီးအကြီးထွက်သွားလိမ့်မယ်ဒါပဲကွာဟသွားတာနော်ဘာမှမကွာဟပါဘူးအဲ့တော့အဖျားပိုင်းရောက်လို့ရှိရင်အဲ့ရဲ့ attract လေးကိုတေးလေးထွက်ပြီးတော့ပွင့်ချက်လေးကိုသေးလိုက်လို့ရှိရင်ဒီအညာရဲ့သဇင်ပန်းရဲ့အညာတံကပို့ပြီးတော့နှွဲ့တဲ့တံကိုပေါ်သွားတယ်တဘာဝပိုဆန်သွားတာပေါ့နော်အဲ့တော့ပွင့်ချက်ကြီးတွေကိုပြီးတော့တဖြောင်းတည်းမသွားဘဲနဲ့ဒီလိုမျိုးအရွယ်အစားလေးကိုကြီးစင်ငယ်လိုက်လုပ်ပြီးတော့သွားတာကတဘာဝဆန်တဲ့သဇင်ပန်းခက်တံကိုရရှိပါတယ်နော်သဇင်ရဲ့ထူးခြားချက်ကလည်းပြီးတော့ပွင့်အပန်းရဲ့ပန်းဖက်နှစ်ခုဟာစုံချက်တစ်ခုထဲမှာပဲထွက်လေးရှိပါတယ်နော်စုံချက်တစ်ဖက်တစ်ချက်စီမှာထွက်လေးမရှိဘူးစုံချက်တစ်ချက်ထဲမှာပဲစုံပြီးတော့ထွက်လေးရှိတယ်အဲ့ဒါသဇင်ရဲ့ထူးခြားချက်ပါပဲအဲ့တော့ဒီလိုအနွဲ့လေးထိုးလိုက်ပါမယ်နော်အနွဲ့လေးထိုးလိုက်ပါမယ်
အချီမြင်လေးနဲ့ထိုးတဲ့အခါမှာဘာအားသာချက်ရှိလဲဆိုတော့အချီနဲ့ထိုးတာဟာအောက်ကပိတ်စကမနာပါဘူးအောက်ကပိတ်စကဘာဖြစ်လို့မနာလဲဆိုတော့ချီမြင်သေးတဲ့အတွက်ကြောင့်ပါချီမြင်သေးတဲ့အခါမှာအောက်ခံပိတ်စရဲ့ရှုံသွားတဲ့အားကအဲ့လောက်မရှိဘူးအဲ့အတွက်ကြောင့်အချီနဲ့ထိုးတဲ့အခါမှာအောက်ခံပိတ်စတွေရှုံတွနေတာမရှိဘူးအဲ့ဒါကအချီနဲ့ထိုးခြင်းရဲ့အားသာချက်ပါနော်ဖြိုးဒီပညာရပ်ကိုစလေ့လာတော့ဆိုလို့ရှိရင်2020လောက်မှာစလေ့လာတဲ့အခါ YouTube ကနေစလေ့လာတဲ့အခါမှာ2020ကလည်းကိုဗစ်ကာလတွေပါဖြစ်နေတဲ့အခါကျတော့ကုန်ကျန်းပစ္စည်းတွေပါလည်းဝယ်ဖို့ခက်ခဲပါတယ်အဲ့ခါကျတော့စလေ့လာတဲ့အခါမှာဖြိုးအချီနဲ့လေ့လာခဲ့တာပါအဲ့တော့အချီနဲ့ထိုးရတာကိုဖြိုးသဘောကျပါတယ်အခုဒီမှာသူတို့ပန်းကက်လေးနှွဲ့သွားပြီပေါ့နော်ပြီးသွားပါပြီပန်းကက်လေးပြီးသွားတဲ့အခါမှာဒီလိုအောက်ခံမှာဝစ်ဆန်အညှောင်လေးတွေထည့်ပါမယ်အဲ့တော့ပန်းရဲ့သူ့ရဲ့တံပြည့်စုံသွားအောင်ပေါ့နော်ပန်းရဲ့တံပြည့်စုံသွားအောင်ပါဒါကဖြိုးတို့ပေါ့အောက်ဖက်ချမ်းရဲ့ခြီရဲ့အသက်ပါခြီအသက်ပါနော်အခုဒီမှာဖြိုးအညာလေးတွေမှာဆိုလို့ရှိရင်တော့ရိုးရိုး stick လေးပဲဖြည့်လိုက်မယ်ပေါ့နော်ရိုးရိုးဒီပန်းဖက်အသေးလေးတွေမှာဆိုရင်တော့ရိုးရိုးခြီထိုးချက်အသေးထိုးချက်ရိုးရိုးလေးကိုပဲဖြည့်ပြီးတော့မှပွင့်ဖက်အကြီးတွေမှာဆိုလို့ရှိရင်ဝစ်ဆန်အညှောင်တံကိုပို့ပြီးတော့ပေါ်လွင်အောင်ဖော်မှာပေါ့နော်အခုအညှောင်တံကိုကြတော့ဘာရောင်သုံးထားလဲဆိုတော့ဖြို့တို့အဝါရောင်သုံးထားတာပါနော်သူကအဝါရောင်အဆန်လေးတွေပါတယ်သစင်ပန်းရဲ့တဘာဝအဆန်မှုမှာဆိုလို့ရှိရင်လေဖြိုးလေးလာရတဲ့လောက်တွေ့ပါတယ်အဲ့လိုမျိုးလေးအဲ့တော့တဘာဝနဲ့နီးစပ်ဆုံးဖြိုးတို့ပိုဖန်တီးနိုင်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီဇိုင်းကပိုပြီးတော့အသက်ဝင်တယ်လို့ဖြစ်တယ်အဲဒါကြောင့်မို့ကိုဖန်တီးလိုက်တဲ့ဒီဇိုင်းဟာတဘာဝရဲ့ပန်းခတ်ပန်းတွေကိုမြင့်ညမ်းပြီးတော့ဖန်တီးရတဲ့ပညာရဲ့ဖြစ်တဲ့အတွက်ကြောင့်တဘာဝနဲ့တဘာဝပန်းခတ်ပန်းတွေနဲ့တံနဲ့ပိုတူလေကိုယ့်ရဲ့ဖန်တီးမှုနုပညာပိုပြီးလက်ရမြောက်လေးပဲပေါ့နော်အဲ့တော့ဒီမှာကြတော့ပွင့်ဖက်ကြီးသွားပြီဆိုတော့ပြောလို့ဒီခြီရစ်အက်မှာရစ်တဲ့stick ပိုင်းလေးကိုသုံးယူထားပါတယ် Buleno stick ကိုသုံးထားတာဖြစ်ပါတယ်အက်မှာရစ်တဲ့ stick ပိုင်းလေးပါအဲ့တော့ဒီလိုအမျိုးအရစ်တံလေးဖြစ်သွားတဲ့အခါကျတော့ဘယ်လိုလဲဆိုတော့ဝစ်ဆန်အညှောင်လေးကပို့ပြီးတော့ကြွသွားတာပေါ့ရှင်အဲ့လေးမှာရစ်ပြီးတော့ဒီဇိုင်းထုတ်ထားတာဒီဇိုင်းဖော်ထားတာဖြစ်ပါတယ်အဲ့တော့အချီနဲ့ပန်းလေးတွေကိုတေချာကြည့်ကြည့်ပါနော်အချီနဲ့ထိုးလိုက်လို့မတေမသက်လက်ရမှာဖြစ်ပါဘူးမတေမသက်ဖြစ်မနေဘူးခြီရည်လည်းထိုးထောင်ဖြစ်မနေပါဘူးအဲ့ဒါကလည်းဒီအချီနဲ့ထိုးတာကျွမ်းကျင်သွားတယ်ဆိုလို့ရှိရင်တို့ဖန်တီးနိုင်သွားမှာပါနော်တချို့ကပိုလီချီရည်နဲ့လည်းထိုးကြတယ်တချို့ကယူရီးယားချီခင်တွေ Chinese ချီခင်တွေနဲ့ထိုးကြတာရှိတယ်ကိုထိုးတဲ့ချီပေါ်မှာမူတည်ပြီးတော့လေကိုယ့်ရဲ့ပန်းကက်ရဲ့ဒီဇိုင်း quality ကကွာသွားတာလည်းရှိတယ်နော်အဲ့တော့ပိုးပါတဲ့ချီကိုအသုံးပြုလို့ရှိရင်ကိုယ့်ရဲ့ပန်းဒီဇိုင်းလေးကပြောင်ပြောင်လေးနဲ့လှနေအဲ့လိုမျိုး result လေးတွေတော့ရှိပါတယ်ဒီမှာဖြိုးအချီနဲ့တမင်တကာထိုးပြရဲဆိုတာကအချီလုံးနဲ့ထိုးလို့မရဘူးလို့ထင်ပါဆိုလို့ရိုးရိုးအချီနဲ့လည်းထိုးလို့ရတယ်ဆိုတာကိုပြချင်တဲ့ရည်ရွယ်ချက်ပါအခုဒီမှာပြုလို့ဒီအညှောင်လေးလိုက်ထည့်လိုက်တဲ့အခါမှာဒဇင်ပန်းကက်ရဲ့အင်္ဂါရက်ဒီပြည့်စုံသွားတာပေါ့ပွင့်ချက်အကြီးလေးတွေမှာဆိုလို့ရှိရင်ဒီလိုမျိုးအညှောင်တံကိုပိုးပြီးပေါ်လွင်အောင်အကြွတံထိုးထားတာပါအဲ့မှာရစ်တဲ့ဒီဇိုင်းလေးကိုဖြိုရွေးထားတာဖြစ်ပါတယ်တို့ဒါကတော့အောက်ဖက်ချမ်းရဲ့ look လေးဖြစ်ပါတယ်အောက်ဖက်ချမ်းမှာခြီရည်မရှုပ်နေအောင်ဖန်တီးထားတာပေါ့နော်အတက်နိုင်ဆုံးအဲ့တော့တို့အင်ကြီးတွေမှာခြီရှုပ်တာတိတ်ပြဿနာမရှိပေမဲ့ပဝါဘက်မှာဆိုလို့ရှိရင်တော့အတက်နိုင်ဆုံးခြီရှင်းတဲ့ strip ပိုင်းကိုရွေးချယ်တတ်ဖို့လိုပါတယ်နော်ရွေးချယ်ဖို့လိုပါတယ်အဲ့တော့ခြီရှင်းလင်းလေးရယ်ဆိုရင်တော့တက်ရဲရဲလေးရှိတာပေါ့နော်အခုဒီမှာတို့ပန်းမွှေးရဲ့ပွင့်ဖက်လေးတွေထည့်ပြီးသွားပြီဆိုတော့ကြံတဲ့နှစ်ဖက်ကိုလည်းအဲ့လိုပဲထိုးလိုက်မယ်နော်အဲ့တော့အရွက်တွေနဲ့မျိုးဥပိုင်းတွေကိုတော့ထိုးမပြတော့ပါဘူးဗီဒီယိုလေးရှင်းသွားမှာဆိုလို့ပါနော်အခုဒီမှာတို့အားလုံးပြီးသွားတဲ့အခါမှာ
reset design လေးကဒီလို design လေးပါအဲ့တော့သူ့ရဲ့မျိုးဥလေးတွေအရွက်လေးတွေကိုထည့်လိုက်တဲ့အခါမှာအင်္ဂါရက်ပြည့်စုံသွားတာပေါ့နော်ဒဇင်ရဲ့အင်္ဂါရက်လေးကိုပြည့်စုံသွားစေပါတယ်အဲ့တော့ဗီဒီယိုလေးကိုပြုလို့အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်လည်းပြုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုဖိုင်မှာပြန်လည်တွေ့ကြရအောင်ပါနော်အဲ့တော့ thank you ပါမင်္ဂလာရှိသောနေ့ရက်လေးကိုပိုင်ဆိုင်နေပါစေရှင်